Okay so အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဘာရှင်းပြရရင်လဲဆိုတော့ကျွန်တော် fishing မေးတဲ့ဆောင်ကို SOC analyst တယောက်လိုမျိုးဘယ်လို analyst လုပ်မလဲဆိုတဲ့ကိစ္စကိုကျွန်တော်ပြောပြမှာပေါ့နော်အဲကြတော့ကျွန်တော်ဘာလို့ဒီလိုလုပ်လဲဆိုတော့ကျွန်တော်ဘာမှမဟုတ်ကျွန်တော်ဒီ YouTube မှာနည်းနည်းလေးစပြီးတော့ try ယူလို့ပေါ့ဗျာတော့ကျွန်တော်စာလေးစမ်းသင်ကြည့်မယ်ကျွန်တော် community နည်းနည်းပြောပြမယ် knowledge sharing လုပ်ကြည့်ကြတယ်ဗျာကျွန်တော်လည်းကိုယ်တိုင်လည်းစာသင်ရဝါလာပါတော့အဲကြတော့နည်းအာလူဖို့တာနည်းနာပြီးတော့ကျွန်တော်စကြပါဘောနော်အဲကြတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာကျွန်တော်ဘယ်လိုလုပ်ပြသွားမလဲဆိုတော့ကျွန်တော်ပထမဆုံးလိုအပ်တဲ့ဘယ်လိုပြောမလဲ fundamental basic concept တွေ logic တွေအဲ့ဒါတွေကျွန်တော်အရင်ပြောပြပါမယ်ဗျာပြီးသွားရင်ကျွန်တော်ဟိုစာဘယ်လိုပြောမလဲ practical အနေနဲ့ကျွန်တော် demonstrate လေးတစ်ချက်လုပ်ပြပါမယ်ကျွန်တော်စီမှာရောက်နေတဲ့ဘယ်လိုပြောမလဲ spam media အဲ့လိုမျိုးပေါ့ fishing အဲ့လိုမျိုးငမိုက်သားတဲ့ကောင်ကျွန်တော်ပြပြမှာပေါ့နော်အဲကြတော့စလိုက်ကြပါပေါ့အဲ့တော့ကျွန်တော်တို့စမယ်ဘယ်လိုပြောမလဲဆိုခဏလေး tablet လော့မယ်နော် okay ကဲအဲ့တော့ ph အဲ့ဒါပဲ skills okay sorry ပါကျွန်တော် fishing may LYSIS fishing may analysis okay ကျွန်တော်ဒီ fishing may analysis အဲ့ဒါကကျွန်တော်တို့ဒီ fishing may ဆိုတဲ့စကားလုံးကိုကျွန်တော်တို့ဘယ်လိုပြောရမလဲရုံးနေမှာအဲ့လိုမျိုးပုံမှန်အဖြစ်တချို့တွေကြားမှာဗျာဒီလားအဲ့လိုမျိုးတစ်ခါလေးအထူးဖြင့်ဘယ်လိုပြောမလဲ IT support တို့ဘာလို့အဲ့လိုမျိုးနေရာမျိုးတွေဒီ security 10တို့ပြောရင် infra 10တို့အဲ့လိုလူတွေအမြဲခါလေးကြားနိုင်ပေါ့ဗျာအဲကြတော့ဘယ်လိုပြောမလဲဆိုတော့ဒီ fishing may ဆိုတဲ့စကားလုံးကဘာဖြစ်လဲဆိုတော့ကျွန်တော်ဒါ social engineering အထက်တစ်ခုပဲဗျာအဲ့မှာကျွန်တော်တို့ကသူ့ရဲ့ intent ဘာလဲဆိုတော့ဒီမျိုး logic ကဗျာကျွန်တော်တို့ဒီ mail ဆောင်ပို့လိုက်မယ်အဲ့ mail ထဲမှာကျွန်တော်တို့က link တွေပါထည့်ထားမယ် attachment တွေပါထည့်ထားမယ်ကျွန်တော်အဲ့ link ကိုနှိပ်လိုက်ရင်ဒါဘယ်လိုပြောမလဲဒီ account တွေပါတွေ user အဲ့လိုမျိုးသူတို့ fake login page လိုမျိုးတစ်ခုလောက်ထားမှာဗျာအဲ့ဒါအောင်မှကျွန်တော် user ကနေပြီးတော့ဒီဘယ်လိုပြောမလဲ user name password ရိုက်ထည့်လိုက်ရင်သွားပြီပါသွားပြီအဲ့ဒါမျိုးဒါမှမဟုတ်ရင်ဘယ်လိုပြောမလဲဆိုတော့ဒီ link ကိုနှိပ်လိုက်ပြီးတော့ malware download ဆွဲသွားတာမျိုးအဲ့လိုမျိုးရှိမယ်ဗျာပြီးတော့ attachment ဆိုရင်လည်းအဲ့ attachment ကို download ဆွဲအဲ့လိုမျိုး run လိုက်မိတာနဲ့အဲ့လိုမျိုးပေါ့ဒီ zip file ဖွင့်လိုက်မိတာနဲ့တခါလဲဟိုလိုမျိုးပေါ့ဒီ initial access ရဝါမျိုးပါမျိုးသူက user ကို run အောင်လုပ်ဗျာအဲ့ email ထဲမှာသူတို့ share ထားလိုက်မယ်အဲ့ကြတော့အဲ့လိုမျိုးပေါ့နော်အဲ့ကြတော့ဒါ phishing mail ကကျွန်တော်ခုနပြောတဲ့အတိုင်းဆိုရင် phishing mail မှာ type 2မျိုးရှိမယ်ကျွန်တော်အဲ့မှာဘာဖြစ်မလဲဆိုတော့ SPEAR spear oh wait PHISH phishing link ရှိမယ်ကျွန်တော်တို့ပြီးရင် spear phishing sorry ကျွန်တော်လေးသိမ့်လာတော့တော်မလာတာ ADCH MBND attachment ရှိမယ်အဲကြောင့် link ဆိုတာကျွန်တော်ခုနပြောတဲ့အတိုင်းပဲကျွန်တော် link တစ်ခုရှိမယ် fake login page တို့ဘာလို့သူ something တစ်ခုရှိမယ်ဒါမှမဟုတ်လဲ malware download လုပ်ခိုင်းတဲ့အမျိုး page တစ်ခုပြ attention require ဘာညာ smart လားအဲ့လိုမျိုးလေးရှိမယ်အဲကြတော့ကျွန်တော် fake login page ဆိုရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော် user name password တွားရေးထည့်လိုက်ရင်ဒါ account ပါသွားမယ်အဲကြတော့ကျွန်တော်တို့ဒီမှာဒီ account harvesting လို့ကျွန်တော်ရေးလိုက်မယ် harvest okay ပြီးသွားရင်ကျွန်တော်ဘာရှိမလဲဆိုတော့ဒါ malware download sorry ကျွန်တော်တော်ဟိုပြတ်သွားပြီးသွားရင် sphere အဲ့လိုမျိုးပေါ့ဒီကောင်ရဲ့ intent ကြတော့ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ malware download လုပ်ခိုင်းမယ်ပြီးရင် account ဘာလိုမျိုးပေါ့ compromise user ကို fake login နေပိုင်းနဲ့ရိုက်ခိုင်းလိုက်မယ်ပြီးသွားရင် sphere phishing attachment အကောင်အကြောင်းကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော် attachment ပါမယ်ဗျာအဲကြတော့ကျွန်တော် DOCX file ရှိမယ်ပြီးသွားရင်အဲ့လိုမျိုးဒီပြီးရင်ကျွန်တော်ပုံမှန်အဖြစ်မြင်ရ PDF file ရှိမယ်ပြီးသွားရင် zip file ရှိမယ်ပြီးသွားရင်ကျွန်တော် image file ရှိမယ်အဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့သူ့ရဲ့ intent ကြတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ဒီ user ရဲ့ user PC ကိုသူက initial access ယူမယ်ပြီးသွားရင်လိုမျိုးဘယ်လိုပြောမလဲ credential stuffing ဘာညာလုပ်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲ user ဟို keylog ကထည့်ရမျိုးပြီးသွားရင်အဲ့လိုမျိုးဒီ ransomware ဘာညာအဲ့လိုမျိုးပေါ့ဒါ attachment နဲ့လုပ်လို့ရတဲ့ capability malware capability နဲ့အတူတူလောက်ပဲဗျာအဲကြတော့ဒီကောင်ရှိမယ်အဲကြတော့ကျွန်တော်ဒီလိုမျိုးပေါ့ဒီ SOC analyst တယောက်အနေနဲ့ကျွန်တော်လည်းအရှိမဒီအရင်ရုံးမှာလုပ်တော့ကြတော့ကျွန်တော်ဒီဘယ်လိုပြောမလဲဒီ
phishing mail နဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ခါကြုံမှုတယ်ဗျာတော်တော်ဆိုးဆိုးပဲအဲ့တော့ဟိုပါဘယ်လိုပြောမလဲ ransomware ထိရလားမသိဘူးအဲ့လိုမျိုးဗျာအဲ့ဟုတ်တယ် ransomware emote တက်လားမသိဘူးကန်ကောင်းပြီးတော့အဲ့လိုမျိုးဟိုဘယ်လိုပြော firewall block သွားလို့ဗျာအဲ့တခုတော့ကြုံဘူးတယ်ပေါ့အဲ့ကြတော့နည်းပြောရရင် phishing mail ကိုလည်းသတိထားစစ်တင်တာပြောနေတာဗျာကျွန်တော်ရုပ်သားပေါ့ moral of the story ရတော့အဲ့ကြတော့ကျွန်တော်တို့ဘယ်ကနေဟိုဖြစ်မလဲဆိုတော့ phishing mail စစ်လို့ရတယ်ကျွန်တော်တို့ဖတ်တာကြီးအများကြီးရှိတယ်အဲ့ထဲမှာကျွန်တော်တို့အရေးကြီးဆုံး fundamental ကျွန်တော်တို့3နေရာရှိမယ်အဲ့3နေရာဘာတွေလဲဆိုတော့ကျွန်တော်တို့ SPF ရှိမယ်ပြီးရင် DKIM ရှိမယ်ပြီးရင် DMARC ရှိမယ် okay အဲ့ကြတော့ကျွန်တော်တို့ဒါစာမျက်နှာကျွန်တော်အစ်စ်ပဲယူလိုက်တော့မယ် new don't save အဲ့ကြတော့ကျွန်တော်တို့ဆက်စချင်းကျွန်တော်ခုနပြောခဲ့တဲ့ SPF ဆိုတာရှိမယ် SPF ရဲ့သူကအဓိပ္ပာယ်ကကြတော့ Center Policy Framework သူဘယ်လိုအလုပ်လုပ်လဲဆိုတော့ကျွန်တော်တို့ဒါပထမဆုံးဒီပေါ့ဟိုဘယ်လိုပြောရမလဲဒီကျွန်တော်တို့မေးဆောင်ပို့ရဗျာမေးဆောင်ပို့လိုက်တဲ့အချိန်မှာအဲ့ပို့လိုက်တဲ့အမေးကကျွန်တော်တို့ဒါပို့ရမယ်ဘယ်လိုပြောရမလဲဘယ်လိုပြောအမင်းရတဲ့နေ authorize ဖြစ်တဲ့ server လားဟုတ်မဟုတ်အဲ့လိုမျိုးသူကချက်ဆက်တာဗျာအဲ့ကြတော့ကျွန်တော်တို့ဒီဥစ္စာပေါ့ဘယ်လိုပြောရမလဲတခါလေကြာရင်ဘရိုတို့ဒီမေးတွေပါကြီးကျွန်တော်တို့ဝင်လိုက်မယ်ဝင်တဲ့အချိန်မှာကျွန်တော်တို့က from ပြီးသွားရင်အဲ့လို2ဘာညာဆိုပြီးတော့အဲ့ကြတော့ကျွန်တော် from ဆိုတဲ့နေရာမှာကျွန်တော်တို့တခါလေကြာရင်ဘယ်လိုပြောမလဲ legitimate email လို့ဘာလို့ from google.com ဘာညာ from ဘာညာ bank.com တော့အဲ့လိုမျိုး something like that တခုရှိနိုင်ရဗျာပြီးသွားရင်ကျတော့2ဆိုရင်ကျတော့ဒါကျွန်တော်တို့ရဲ့ fitting email လာမယ်ဗျာအဲ့ကြတော့ကျွန်တော်တို့ကဒီနေရာမှာ from ဆိုတဲ့နေရာမှာကျွန်တော်တို့ကတကယ် email မဟုတ်ဘယ်လိုပြောမလဲ legitimate email လို့မျိုးရောင်းဆောင်ပြီးတော့တခါလေကြာရင်အထက်ကတွေအဲ့လိုမျိုးတွေကမျိုးဘယ်လိုပြောမလဲ tools တွေဗျာ script တွေသုံးပြီးတော့ကျွန်တော်တို့ကဒါကိုဘယ်လိုပြောမလဲ mail ကို craft လုပ်လို့ရနိုင်တယ်ဗျလုပ်လို့ရဗျအဲ့ကြတော့ကျွန်တော်တို့အဲ့လိုမျိုး craft လုပ်လိုက်ရင်ကျတော့ဒီ from နေရာမှာဟို google.com လို့ကျွန်တော်မြင်လိုက်ဗျာ bank.com လို့ဘာညာအဲ့လိုမျိုးမြင်လိုက်တဲ့အခါကျတော့ဒါ email အမှန်ကန်လာတာပဲလို့တစ်ခါလေးထင်နိုင်တယ်ဗျာအဲ့လိုမျိုးအဲ့ကြတော့ကျွန်တော်တို့ကဒီရောင်မှားပြီးတော့သူတို့ပေးတဲ့ link ကိုကျွန်တော်နှိပ်မိတာမျိုးသူတို့ PDF file ဖွင့်မိတာမျိုးအဲ့လိုမျိုးဆိုရင်သွားပြီဗျာအဲ့ကြတော့ကျွန်တော်တို့ကဘယ်လိုစစ်လို့ရမလဲဆိုတော့ဒီ SPF record ဆိုတာရှိတယ်အဲ့ SPF record ကကျွန်တော်တို့ fail ဖြစ်နေပြီဆိုရင်ဒါကျွန်တော်တို့ဒီ email ကသိကြတယ်ဒါ spoof လုပ်တာပဲတော့ဘယ်လိုပြောရမလဲဆိုတော့ဒီဟိုကွာတကယ်တမ်း तू ကလာတဲ့ဘယ်လိုပြောရမလဲလာတဲ့ origin ဒီဟိုကနေမဟုတ်ဘူးဒီကဒီ band နေဒီဟာတွေကနေမဟုတ်ဘဲနဲ့ तू အတက်ကမှာ तू VPS လောက်ထားမျိုး तू domain ခု hosting လောက်ထားမျိုးအဲ့လိုမျိုးနဲ့ကျွန်တော်တို့ကဒီလိုမျိုး तू ဒီ email မှာအဲ့ SPF ဟိုဟာကို header ကို तू ဟိုဖြစ်လိုက်တာဗျာကျွန်တော်တို့ alter လုပ်လိုက်တယ်ဆိုအဲ့လိုမျိုးပေါ့ modify လုပ်လိုက်တဲ့ပုံမျိုးဗျာအဲ့လိုမျိုးလုပ်လိုက်ပြီးတော့ကျွန်တော်တို့ကဒီဟိုဟာကိုပိတ်လိုက်တာပေါ့ဒီဘယ်လိုပြောမလဲ SPF ကိုနည်းနည်းဟိုလူတွေကိုလှည့်ထားလိုက်တယ်ဆိုတဲ့သဘောမျိုးပေါ့ဗျာအဲ့လိုမျိုးအဲ့ကြတော့ကျွန်တော်ဒီအခုမှတ်ထားရမယ်ကိစ္စ key point က SPF ဖင်ရင်ဒါ spoof မေးပဲဟုတ်ပါအဲ့ကြတော့ကျွန်တော်နောက်တစ်ခုရှိမယ် DKIM ဆိုတဲ့ဟာ DKIM ဆိုတာကြတော့ကျွန်တော်တို့ domain key identify me ကျွန်တော်နာမည်ကိုရှင်းပြနေရတဲ့ဆိုင်ကျွန်တော်မျိုးအခြေအနေကိုပြောပြမှာဗျာကျွန်တော်တို့လူမျက်စိနဲ့အဲ့လိုမျိုးပေါ့လူတွေလုံးပုံနဲ့ကျွန်တော်မြင်ရရင်ဘယ်လိုပြောရမလဲဆိုတော့ဒီကျွန်တော်တို့စာတစ်စောင်ပို့ရဗျာအဲ့စာတစ်စောင်ကိုကျွန်တော်တို့စာလေးကနေသွားပို့ရဆိုတော့ကျွန်တော်တို့စီးပိတ်ပေးလိုက်မှာအဲ့ကြတော့ဒီ DKIM ဆိုတာသူကစီးလို့မျိုးသဘောမျိုးပဲအဲ့ကြတော့အဲ့ DKIM fail ဖြစ်နေတဲ့ဘာညာဆိုရင် bro ဟာအလုံးဝစီးကွာနေဆိုတဲ့သဘောမျိုးပဲဗျာအဲ့ကြတော့စီးကွာနေဆိုရင်ကျွန်တော်ဘာလုပ်လို့ရမလဲဒီ message ကိုဘယ်လိုပြောမလဲတခြားတယောက်ကဝင်ဖတ်ပြီးသွားပြီဗျာပြီးသွားရင်အဲ့ mail ကိုဘယ်လိုပြောမလဲအဲ့စာကိုကျွန်တော်အစားထိုးလိုက်တယ်အဲ့လိုမျိုးလဲလိုက်တယ်အဲ့လိုမျိုးပုံစံမျိုးဗျာအဲ့ကြတော့ကျွန်တော်ဒီမှာမှတ်ရမှာပါဖြစ်လဲဆိုတော့ကျွန်တော် DKIM fail ဖြစ်နေဒါလုံးဝတယောက်ယောက်ခြားထဲမှာဒီ message ကို alter လုပ်ထားတယ်အဲ့ alter လုပ်ထားပြီးတော့သူကဘာလို့ဖြစ်လဲဆိုတော့ modify လဲလုပ်ရင်လုပ်ထားနိုင်အဲ့လိုမျိုးဘယ်လိုပြောမလဲဒီ message ကိုလဲရင်လဲထားနိုင်တယ်သူကအဲ့လိုမျိုးပြင်ထားနိုင်တယ်အဲ့ကြတော့ tempering လုပ်ထားနိုင်တယ်ဗျာအဲ့လိုမျိုးမှတ်လို့ရတယ်ပြီးသွားရင်ကျွန်တော်တို့နောက်ဆုံးတစ်ခုကျွန်တော်ပြောရတဲ့နေရာမှာ DMARC ဆိုတာရှိတယ် DMARC ကျွန်တော်အရှိန်မို့လို့တော့မေးတော့ဗျာကျွန်တော်လည်းရေးတယ်လှမဟုတ်အဲကြတော့ DMARC ဆိုတာကြောင့်သူကဘာဖြစ်လဲဆိုတော့ domain based message authentication ပြီးသွားရင် reporting and conformance အဲ့လိုမျိုးပေါ့အဲကြတော့ကျွန်တော်အကောင့်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီအပေါ်က SPF နဲ့ DKI နဲ့သူက result ကိုသူ့ရဲ့ DMARC policy နဲ့ပြန်တိုက်တာဗျာအဲကြောင့်အဲ့လိုမျိုးပြန်တိုက်တဲ့အချိန်မှာသူကဘယ်လိုဖြစ်လဲဆိုတော့ဒီအဲ့မှာအရေးကြီးဆုံးအချက်တစ်ခုရှိတယ်ကျွန်တော်ဘာဖြစ်လဲဆိုတော့ဒီ SPF
နဲ့ဘယ်လိုပြောမလဲ DKIM မှာသူက domain result အဲ့လိုမျိုးတစ်ခုပါတယ်အဲ့ domain result ကဘာဖြစ်လဲဆိုတော့ဒီ DMARC နဲ့တူရမယ်အဲ့လိုမျိုးတူတဲ့အချိန်မှာကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့ဒီဘယ်လိုပြောရမလဲအဲ့လိုမျိုးတူတဲ့အချိန်မှာ DMARC ကသူက pass ဖြစ်သွားလိမ့်မယ်အဲ့လိုမျိုး pass မဖြစ်တဲ့အချိန်မှာဆိုရင်ဘာဖြစ်လဲဆိုတော့ DMARC ကိုသူကဘယ်လိုပြောမလဲမေးစာပါ admin ကသူက define ထားတဲ့ action တွေရှိမှာဗျာအဲ့ action တွေကဘာဖြစ်မလဲဆိုတော့ P none ရှိမယ်ပြီးရင်ဒါကျူလို့ပဲရေးလိုက်တော့မဒါ quarantine ဗျာပြီးတော့ P reject ရှိမယ်အဲ့ကြတော့ကျွန်တော်ကဘာဖြစ်မလဲဆိုတော့သူအဲ့လိုမျိုးဒီ DMARC ဥမာ fail သွားပြီဆိုပါတော့ဒီ SBN နဲ့ DDN နဲ့ဒီ domain က DMARC domain နဲ့တခုမှမတူဆိုရင် fail ဖြစ်ပြီဗျာအဲ့ကြတော့ကျွန်တော်ကသူကဒီ domain မေးစာပါ admin ကဘယ်လိုလုပ်ထားမလဲကျွန်တော် none လုပ်ထားမလားဒါမှမဟုတ် quarantine လုပ်ထားမလား reject လုပ်ထားမလားအဲ့ policy ပေါ်မူတည်ပြီးတော့သူကအဲ့လိုမျိုးသူ့ရဲ့ action ကို next action ကိုဆက်ယူအောင်ပါဗျာအဲ့ကြတော့ဒါကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ဒီ DMARC နဲ့ဒီဘယ်လိုပြောရမလဲဒီ phishing mail ကိုကျွန်တော်တို့ဒါ fundamental ပေါ့နော်ဒီလိုမျိုးသုံးနေဆက်လို့ရမယ်ကျွန်တော်ပြီးရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော် attachment တွေ link တွေကိုကျွန်တော် virus total တို့ anti-run တို့အဲ့နဲ့ဆက်လို့ရမှာဗျာအဲ့ကြတော့ကျွန်တော်ဒါလောလောဆယ်ကတော့ဒီ login နဲ့ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့ကိစ္စကိုကျွန်တော်ဒါပေါ့ရှင်းပြတာပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ practical ဘိုင်းသွားတာပေါ့ဟာနော်ကျွန်တော် okay ဆိုတော့ကကျွန်တော်ဒီ mail လေးဆောင်နဲ့ကျွန်တော်ဟိုဖြစ်မယ်ပေါ့နော်အဆံမယ်လေးပြမယ်ပေါ့အဲ့ကြောင့်ကျွန်တော် sample ပြမယ်ဆိုတော့ဒီမှာကျွန်တော်ချက်ကြည့်နိုင်မယ်ဒီမှာဒါကျွန်တော် email ကိုဟောဖြစ်တာဗျာတော့အဲ့ like ရေးထားပြီးတော့ကျွန်တော်ဒီမှာဆိုရင်လည်းဒီမှာ from ဆိုပြီးတော့ဒီမှာပါတယ်ပြီးသွားရင် to ဆိုပြီးတော့ဒါလေးအဲ့ကြောင့်ထားလိုက်ဗျာကျွန်တော်ဒါလေးအခုတွေ့ရအဲ့ကြောင့်မှဒီလိုမျိုးဟာတွေဒီလိုမျိုးတော့ဘယ်လိုပြောမလဲ agency related keyword ဗျာအဲ့လိုမျိုး keyword တွေပါတဲ့ဟာတွေကကျွန်တော်တို့ဘယ်လိုပြောမလဲပုံမှန်အားဖြင့်ဗျာအဲ့လိုမျိုးသူက user ကိုဘယ်လိုပြောအမြန်နှိပ်ခိုင်းတဲ့ပုံစံမျိုးအမြန် action ယူခိုင်းတဲ့ပုံစံအဲ့ကြောင့် user အဲ့လိုမျိုးကြောက်လန့်လန့်နဲ့ panic ဖြစ်ပြီးတော့ကောက်နှိပ်လိုက်တဲ့ဟာမျိုးဆိုတော့ဒါဘယ်လိုပြောမလဲ compromise ဖြစ်ပြီဆိုတဲ့ပုံမျိုးဗျာအဲ့ကြတော့ကျွန်တော်တို့ကဒီမျိုးဒီ action ပေါ့ immediate action require တော့ agency require တော့အဲ့လိုမျိုးဒီဟိုဟာမျိုး agency related ကွာနည်းနည်းလူကို force လုပ်တဲ့အဲ့ဒါမျိုးဆိုရင်ဒါနည်းနည်းသတိထားမယ်ပုံစံမျိုးပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ဒါပထမဆုံးအနေနဲ့ကျွန်တော် phishing mail ကို analysis လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒီmail မှာကျွန်တော်ဒီအဆက်30လေးရှိတယ်အကောင့်လေးကိုနှိပ်ပြီး show original ဆိုတာရှိတယ်အကောင့်လေးကိုနှိပ်လိုက်နှိပ်ပြီးသွားရင်ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ဒီမှာသူက original message ဒီမှာဒါတွေအကုန်လုံးသူ header တွေအကုန်လုံးတစ်ခုချင်းလာလိမ့်မယ်အဲ့တစ်ခုချင်းလာတဲ့အချိန်မှာကျွန်တော်ဘာဖြစ်မလဲဆိုတော့ copy to clipboard နှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ကျွန်တော်ဘာဖြစ်မလဲဆိုတော့ဒီမှာ mh2 box ဆိုတာရှိတယ် mh sorry နော် mh2 box okay အဲ့ဒါကျွန်တော် mh2 box ပေါ့နော်အဲ့ကောင်ကြောင့်ကျွန်တော်ဒါပုံမှန်အဖြစ်ဒီ phishing mail တို့ဘာလို့အဲ့လိုမျိုး header analysis mail analysis လုပ်ရင်ဒါဟိုပါပဲဗျာကျွန်တော်တို့ဒါ classes 2ပဲဗျာအဲ့ကြောင့်ကျွန်တော်တို့ဒီကောင်ရောက်ပြီဆိုရင်ကျွန်တော် analyze header ကိုတွားမယ်ပြီးရင်ကျွန်တော်ခုနကူးလာတဲ့ခါကြီးကိုကျွန်တော် click လုပ်လိုက်မယ် analyze headerအမှကြည့်ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ဒီမှာကြည့် SPF alignment ဒါလည်း fail ပဲဗျာဒါ authenticated ဒါလည်း fail အဲ့လိုမျိုးဒါပြောရရင်အကုန် fail နေရပဲဗျာအဲ့ကြောင့်ကျွန်တော်တို့ဒီမှာကြည့်သူတွားတဲ့အဆင့်ဒီလိုမျိုးဒီကနေပြီးတော့သူကဒါသူ့ရဲ့မေးစာပါဗျာအဲ့မေးစာပါဒီမှာကြည့် blacklist မှာဒါ blacklist ဖြစ်နေဆိုတော့ဘောမျိုးပဲ sorry ဟုတ်တယ် blacklist အဲ့ကြောင့်ဒီကောင် blacklist ပြီးသွားရင်ဒီမှာဒီကောင်ကလည်းတက်ကြည့် blacklist ပြီးသွားရင်ဒီကောင်လည်းထက်ကြည့်ကောင်လည်းဘာဖြစ်လဲ blacklist သူအဲ့လိုမျိုးတစ်ဆင့်ချင်းသူတစ်ဆင့်ချင်းစီသွားပြီးတော့နောက်ဆုံးမှာ Google ရဲ့မေးစာပါကိုရောက်လာဗျာအဲ့ကြောင့်ကျွန်တော်တို့ဒီကောင်ကဒီမျိုးဘယ်လိုပြောမလဲဆိုတော့ဒါ page ပါရေကျွန်တော်ဒါefficient ပဲဗျာအဲ့ကြတော့ကျွန်တော်တို့ဒီတစ်ခုတည်းနဲ့မကြည့်ဘူး sorry ကျွန်တော်စကားရည်နဲ့ထပ်သွားတယ်အဲ့မှာကျွန်တော်ဒီခုတည်းမကြည့်ပဲနဲ့ဒီမှာဒီလို link လေးရှိတယ်အဲ့ link ကိုကျွန်တော် copy ယူလိုက်မယ် copy ယူပြီးတော့ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ဒါတကယ်ကြတော့ဒါ best practice ရတော့ဖွင့်ဟုတ်တာပေါ့ဗျာဒီတိုင်း game မဖွင့်ရအောင်ပေါ့ဗျာဒါပေမဲ့ကျွန်တော်နည်းနည်းဟိုကိုယ့်အနေကိုတတိကိုသတိနဲ့ကိုလောက်ကြဗျာကျွန်တော်ပြောချင်တာကတော့အဲ့ကြတော့ဒီမျိုးရှိမယ်အဲ့ဒါအနာခေါက်လိုက်မယ်ဒီက link ကိုကျွန်တော်ဒီတိုင်းပဲ copy ကူပြီးတော့အနာခေါက်လိုက်တာပေါ့အဲ့မှာသွားပြီအဲ့မှာသွားတဲ့အချိန်မှာသူခုနကဒီမှာကျွန်တော်ပြမယ်အဲ့မေးကို copy link လောက်လိုက်မယ်အဲ့ copy link လောက်တဲ့အချိန်မှာကျွန်တော်ဒီမှာကြည့် sorry Google API ဘာညာလာကတကယ်တမ်းရောက်သွားပြီအဲ့မေးအဲ့ဟိုမဟုတ်မနောက်တစ်ခုပြသွားတယ်အဲ့မှာအဲ့ cloud review ရ cloud billing ဘာညာအဲ့မှာပြီးသွားရင်လာတော့မယ်ကျွန်တော်မတွေ့လားတော့ကျွန်တော်ဒီကတော့ဟိုဖြစ်တာဗျာဒီကျွန်တော်ကောင်းဟိုဖြစ်တော့မယ်မှာနောက်7မိနစ်နေပါပြမယ်အဲ့ကြတော့ကျွန်တော်ဒီကောင်နှိပ်လိုက်ပြီဆိုရင်သွားပြီတော့ကျွန်တော်မောက်ထောင်သွားပြီအဲ့လိုမျိုးပုံစံမျိုးဗျာပြောချင်တာကတော့ဒါဘယ်လိုပြောရမလဲဆိုတော့ဒါ phishing mail ပဲဗျာတော့အဲ့လိုမျိုးဒီ phishing mail ကိုကျွန်တော်တို့ဘယ်လိုဆက်လို့ရမလဲဆိုတော့ကျွန်တော်တို့ခုနအတိုင်းပဲဒီကနေပြီးတော့ကျွန်တော်တို့က mail show original မှာကျွန်တော်တို့ဒီ header လေးတွေပါလေးကို copy to clipboard ကနေကူးသွားရင်ကျွန်တော်တို့ဒီ analyze header ထဲမှာအကောင့်လေးကိုချလိုက်ကျွန်တော်တို့ပုံမှန်အပြင်ဟိုရုံးတွေမှာပုံမှန်အပြင်ဟိုတုံးတာဗျာ Microsoft 365တုံးတာဗျာအဲ့ကြတော့ကျွန်တော်တို့ EDR တခါတည်း Microsoft ဟိုချိန်ထားမျိုးအဲ့လိုမျိုးဆိုရင်တခါတည်းသူကအဲ့ header တွေဘာတွေက EDR မှာလာပေါ်နေမှာပဲအဲ့ကြောင့်အဲ့ header တွေကိုကျွန်တော်ကူးပြီး DL လာထည့်လို့ရတယ်အဲ့လိုမျိုးတမျိုးတော့ဆန်းလို့ရပါတော့ဒါဘယ်လိုပြောရမလဲဆိုတော့ပုံမှန်အပြင်လူမျိုးလေးတွေကျွန်တော်ကတော့တကယ်အလုပ်ခွင့်ရောက်ရင်လူမျိုးလေးဆန်းပေးရအောင်တော့အကြံပေးရဘာလို့လဲဆိုတော့ဟိုမျိုး
ခါလေးရအဲ့လိုမျိုး domain သစ်တွေနဲ့လာဗျာအဲ့ domain သစ်တွေနဲ့လာရင်ကြတော့ဒီမှာ blacklist မပြနေရမျိုးဖြစ်နိုင်တယ်အဲ့ကြတော့ကျွန်တော်ကနည်းနည်းပို့ဆက်ရပြီဗျာတခုသူ့ရဲ့ intent ပြီးသွားရင်သူ့ရဲ့အဲ့လိုမျိုး link တွေပါဆိုရင်ကျွန်တော် any run ထဲမှာအဲ့လိုမျိုးဝင်တော့ any.run ခါပြလိုက်မယ် any.run ကျွန်တော်အကောင့်ရှိသေးလားမရှိသေးလားကျွန်တော်မှတ်မိတော့လောက်လာလည်းကြာပြီ okay โอเคအဲ့ကြတော့ထားပါတော့ဒီမှာကျွန်တော်ယူပါokay business email ဆိုကျွန်တော်လောဆယ်မရှိဘူးအဲ့ကြောင့်ထားပါတော့ဗျာကျွန်တော်ပြောနေတာခါလဲလောက်ရမယ်ဆိုတော့အဲ့လိုမျိုး any run နဲ့ဘာညာနဲ့အဲ့လိုဒါဝင်စစ်လို့ရဗျာကျွန်တော်တို့ခင်ဗျားတို့ analyst ဟိုပါဖြစ်ရင်ကျွန်တော်တို့ business email ရမှာပဲအဲ့ကြောင့်အဲ့ business email နဲ့ချက်ဝင်စစ်ကြည့်အဲ့လိုမျိုးဒီ phishing mail တွေကိုကျွန်တော်မဟုတ်တာပေါ့ဒါဒီကုန်းရုပ်အနေနဲ့အကုန်ပြောရရင် phishing mail ကဒါ social engineer နဲ့ attack ကိုပဲပြီးသွားရင်သူ့စစ်တဲ့နေရာမှာကျွန်တော်ကြည့်ရမှာ3နေရာရှိတယ်အဲ့3နေရာဘာဖြစ်မလဲဆိုတော့ကျွန်တော် SPF ရှိမယ် DKIM ရှိမယ်ပြီး DMARC ရှိမယ်အဲ့နေရာမှာကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲ SPF ကကြာတော့ဘာဖြစ်လဲဆိုတော့အဲ့ကောင် free နေရင်ဒါ spoofing ဖြစ်နိုင်တယ်ပြီးသွားရင် DKIM free နေကြတော့ဒါဟို tampering ဖြစ်နိုင်တယ်ဗျာကျွန်တော်ဟိုဒါ C กว่าနေရာမျိုးအဲ့လိုမျိုးပေါ့ဒါဟိုဟာ tampering ဖြစ်နိုင်တယ်ပြီး DMARC free နေကြတော့သူကဘာဖြစ်လဲဆိုတော့အဲ့ဒီသူ့ policy နဲ့အဲ့လိုမျိုး free DMARC free ရင်လည်းတတိထားရမယ်ဘာလို့လဲဆိုတော့သူကအဲ့လိုမျိုးဒီဘယ်လိုပြောရမလဲကျွန်တော်တို့ DMARC fail ရင်ကြတော့သူအပေါ်ကနှစ်ခု fail လာရင်သူက DMARC က fail လို့မရတယ်အဲကြတော့ဒါ DMARC fail ရင်လည်းဒါဟိုပါပဲပြောရရင်ဒါ phishing mail ပဲအဲ့လိုမျိုးပြောလို့ရဗျာပြီးတော့ကျွန်တော်တို့ဒီ phishing mail ဆက်တဲ့အခါကျရင်ကျွန်တော် header တစ်ခုလည်းပဲမဆက်နဲ့ပြီးတော့ဒီလိုမျိုး link တွေပါဆိုရင်လည်းတတိထားပြီးဆက်အဲ့လိုမျိုးတတိသူဘယ်လို redirect လုပ်သွားလဲဘယ်လိုဟိုကူးသွားလဲပါညာပြီးတော့ကျွန်တော်ခုနကဆိုရင်ဒီရောက်သွားတဲ့ message ကိုကျွန်တော်တို့ virus အဲ့လိုမျိုး sure ဟို virus total မှာထပ်လာဆင်ကျွန်တော်တွေ့တော့တွေ့လိုက်တယ်ခုနကကျွန်တော်ဆက်တော့ကတော့အဲ့လိုမျိုး domain reputation မှာသူတန်းလာမလို့ score ကအဲ့လိုမျိုးတက်နေဗျာအဲကြတော့ဒါအဲ့လိုလေးတော့ရှိရပါတော့ဒါ phishing mail ဆင်ကြတော့ဒါကျွန်တော်ဒီနေ့ပြောချင်တဲ့ message ပေးချင်တဲ့ဟာတော့ဒီလောက်ပါပဲအဲကြတော့ကျွန်တော်နောက်နေ့အဲ့လိုမျိုးဘယ်လိုပြောမလဲကျွန်တော်အခု content ဗျာဒီစစချင်းလောက်တာဆိုတော့ချို့ဟာလေးအမားလေးပါနိုင်လို့ကျွန်တော်နည်းနည်းဒီလိုအမားပါခင်ကျွန်တော်နားလည်ပေးကြပါပြီးသွားရင်တကယ်လို့ကျွန်တော်တချို့လိုအပ်သွားတာလေးရှိရင်လည်းထောက်ပြကြပါတော့ကျွန်တော်ဒါပထမဆုံးစလောက်တာကျွန်တော်ကိုယ်တိုင်လည်းဝါနာပါတော့ဒါနဲ့ကျွန်တော်ဘယ်လိုကောင်းအောင်ဘယ်လို improve ဖြစ်အောင်လုပ်ရမလဲကျွန်တော်နည်းနည်းထပ်လုပ်ကြည့်နေတယ်ဗျာအဲကြတော့ဒါနောက်ဆိုရင်ကျွန်တော်ဘယ်လိုမျိုးကိစ္စလေးဒီလိုမျိုးဘယ်လိုပြောမလဲ SOC နဲ့ပတ်သက်လို့ကျွန်တော်ဘယ်လိုအကြောင်းလေးရှင်းပြလုပ်ရမလဲပါညာကြတော့ကျွန်တော်တို့ဒီ comment တွေအဲ့လိုမျိုး comment တွေမှာကျွန်တော်ကိုနည်းဟိုစားပေါ့ကြံပေးလို့ရတယ်ကျွန်တော်ဘယ်လိုပေါ့ဒါပြောလို့ရတယ်ပေါ့နော်အဲ့ဒါရှိမယ်ပြီးတော့ကျွန်တော်ဒီ channel လေးကိုကျွန်တော်ဖြစ်နိုင်တော့နည်းပေါ့ကျွန်တော်အခုတင်တာပါညာအဆင်ပြေပါညာဆိုရင်တော့ like and share subscribe လေးအဲ့လိုမျိုးလေးလုပ်သွားစီခြင်းနဲ့အဲ့ကြတော့ okay ဒါအားလုံးကျေးဇူးတင်ပါတယ်ပေါ့နော်